It's me, Teacher Tata. ဒီနေ့ဗီဒီယိုလေးထဲမှာတော့ Teacher ကကိုယ့်ရဲ့ other staff နဲ့အတူတူအလုပ်တွဲလုပ်နေရတဲ့သူတွေအတွက်ပေါ့နော်ဒီလန်လေးတွေဘယ်လိုမျိုး energy ကို push and pull မဖြစ်အောင်နေရမလဲဆိုတဲ့အကြောင်းအရာလေးကိုမျှဝေပေးသွားမှာပါ Let's get started တချို့တွေကလာမေးကြတယ်ပေါ့နော်ဒီချိန်ကြီးလုပ်ငန်းခွင်ထဲမှာ other staff နဲ့အတူတူရှိနေရတယ်deal လုပ်ရတယ်ပေါ့နော်3D wall ဆိုတော့ဒီချာတို့ကလူ2ယောက်လို့တော့အမြဲမြင်မိမှာပေါ့နော် so staff လို့နေဖို့ကြတော့ကိုကဆိုပါပဲတခုခုလှုပ်နေရတယ်ဒီလှုပ်နေရတယ်ဆိုရင်တော့ so staff လို့မမြင်နိုင်ဘူးပေါ့ဒါပေမဲ့ပေါ့နော်ကိုယ့်ရဲ့ဖြစ်ပေါ်လာတဲ့ emotion တွေ thoughts တွေကိုကိုဟာ handle လုပ်တတ်ဖို့ပဲလုပ်ပါတယ် being ပေါ့နော်အဓိက being ပါ being ဆိုတဲ့နေရာမှာဒီချာတို့အနေနဲ့ကိုကပေါ်လာသမျှတိုင်းကိုပေါ့နော်ထားပါတော့ဥပမာဒီလုပ်ရမယ်ဆိုလို့ရှိရင်အဲ့အကြောင်းအရာကိုရော့အင်းဆိုပေးပြီးသွားတာ ਨੇ တခါတည်းအဲ့နေရာမှာလည်းဆိုတာမျိုးပေါ့နော်တချို့ဆိုရှိပါတယ်ကလေးထိန်တူတူပေါ့ co-parenting လုပ်နေကြရတဲ့သူတွေဆိုလဲဒီ check card ရဲ့ student တွေထဲမှာရှိရပေါ့နော်ကလေးတယောက်ကိုတူတူပြုစုပြောထောင်နေရတယ်မိဘပေါ့နော်မိဘဖြစ်နေရင်အဲကြတော့ကလေးကဒါကနှုတ်မှုတ်ဒါကဘာညာတရကအကုန်လုံးပေါ့နော်ပစ္စည်းရာတွေအကုန်လုံးပေးရော့အင်းဆိုပြီးတော့ဒါမျိုးပေါ့နော်ကိုက emotion ကိုယ့်ရဲ့တမာတိကြီးမတိဆောက်နိုင်နေတဲ့အချိန်တွေမှာပေါ့နော်ရော့အင်းဆိုပြီးတော့ပေးလိုက်ပြီးတော့ဒီတိုင်းပဲလှည့်ထွက်ခါတာမျိုးပေါ့အဲ့လိုမျိုးပါအဲ့လိုမျိုးနဲ့နေထိုင်လို့ရတယ်ဆိုတာမျိုးကိုဒီ check card ကညဝင်ပေးထားတယ်ပေါ့နော်အဓိကကတော့ဒီချက်တို့ကmind level နဲ့သွားလို့မရဘူး so ဆိုတာဖြစ်တဲ့အတွက်ပေါ့နော်နောက်ပြီးတော့ so stuff လို့နေရတာဆိုတော့ emotion လေးဖြစ်တာနဲ့ကိုက push and pull energy ကိုမြင်တွေ့ရတာပေါ့ psychology သဘောတရားတွေမဟုတ်ပါဘူးနောက်ပြီးတော့တချို့ဆိုရှိရလေ attachment ပေါင်း16000အဲ့လိုမျိုးပေါ့နော် psychology ပုံစံမျိုးတွေလိုက်ခွဲနေတာအဲ့ဒါမျိုးလည်းမဟုတ်ပါဘူးအဓိကဒီ twin flame ဆိုတာက living incarnation ဖြစ်တယ်ကိုယ့်ရဲ့နေထိုင်ပြီးသား past life experience ပေါ့နော်နေထိုင်ပြီးသား experience တစ်ခုကပြန်တွေ့ရတာဒါပေမဲ့ time machine ကအချိန်ခီးသွားဆက်ကမရှိတော့ဒီလိုမျိုးဒါဟာကိုပါဆိုပြီးတော့ဖော်ပြဖို့ရတတ်တရားမရှိနေဘူးပေါ့နော်ဒါပေမဲ့လည်းများသောအားဖြင့် so stuff လို့နေထိုင်လိုက်တဲ့အခါမှာထပ်တူညီနေတာပုံနဲ့ထပ်တူညီရဲ့ timeline မှာပေါ့နော်ပုံစံတူတွေကိုတွေ့ရပါတယ်ဒါပါတော့ဥပမာဒီချက်ဆိုလဲကြုံရတယ်ပေါ့နော်ပစ္စည်းတစ်ခုဝယ်ပြီးဆိုရင်ဝယ်ပြီးသွားပြီးဝယ်ထားပြီးသားရှိတယ်တို့ပြီးရင်အလုပ်တွေဆိုလဲတူတာမျိုးတို့ပြီးရင်ဖြတ်တန်းရတဲ့ပတ်ဝန်းကျင်တွေမိဘတွေနောက်များသောအားဖြင့်ပေါ့နော်အဲ့လိုအရာလေးတူနေတာပေါ့နော်အဲ့ဒါလေးတွေလည်းမြင်ရတာဆိုဟဲကိုပါလားဆိုတာမျိုးဒါမျိုးနဲ့တက်တည်ဖြစ်နေမြင်နိုင်ပါတယ်ဒါကြောင့်so stuff လို့နေနိုင်ဖို့ရအတွက်ကတော့တမာတိလေးတိဆောက်မှာပဲရတယ်ပေါ့နော်တမာတိတိဆောက်ဖို့ရအတွက်ကတော့ဒီချက်တို့ unity ခေါ် union ပေါ့နော် unity consciousness ကိုတိဆောက်ဖို့ဒီချက်ရဲ့ဒီ 101 coaching လေးကနေပြီးတော့အမြဲတမ်းနှွေးထွေးစွာကြိုးဆိုပါတယ်တယောက်နဲ့တယောက်ရဲ့ spiritual awakening ကလည်းမတူပါဘူးမတူတာဖြစ်တဲ့အတွက်တယောက်နဲ့တယောက်ကိုပြောရတဲ့ပုံစံချင်းတွေကလည်းမတူဘူးပေါ့နော်နီးလန်းတွေကလည်းမတူဘူးဆိုတော့group နဲ့သွားတာမျိုးမဟုတ်ပါဘူးဒီ share ရဲ့ coaching class ကတို့ထဲမှာဆိုရင်တော့ဒီ share တို့အနေနဲ့လူဆိုတဲ့သဘောတဘာဝရ compare လုပ်မိမယ်ဟဲ तू ကတော့ဘယ်လိုဖြစ်နေပြီ तू ကတော့ဒီလိုဖြစ်နေပြီပေါ့နော်အဲဒါကြောင့် every journey is unique ဆိုတဲ့ဒီစစ်မှန်တဲ့အရာလေးကပြတ်ကွယ်သွားတယ်ပေါ့နော်အဲ့တော့ကိုအားဆိုးလိုမျိုးမှတ်မိဖို့ရခဲရင်သွားတယ်ဒါကြောင့်လည်းဒီချက်က coaching class ဆိုလို့ရှိရင်တယောက်တည်းပေါ့နော်များသောအားဖြင့်တယောက်ချင်းစီ101ကိုသွားပြရပါဒါကြောင့်စိတ်ဝင်စားရဲဆိုလို့ရှိရင်တော့ဒီချက်ရဲ့ဒီ YouTube channel လေးထဲမှာလည်း description လေးထဲမှာပေါ့နော် link လေးရှိပါတယ် page မှာစုံစမ်းလို့လည်းရပါတယ်နောက်ထပ်ဒီ unity consciousness ကိုတည်ဆောက်နိုင်ဖို့နီလန်လေးတွေကိုလည်းမျှဝေပေးသွားပါမယ်နောက်ထပ်ဗီဒီယိုလေးမှာတွေ့ပါမယ်နော် see you